Manchester United ရဲ့ Messi လက်သစ်ကစားသမားကိုနောက်လာမယ့်နှစ်တွင်းမှာမြင်တွေ့ရဖို့ရှိနေအားလုံးပဲမင်္ဂလာပါ90 minute new ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လက်ရှိဘောလုံးလောကရဲ့ဂိုးတဘာဖြစ်တဲ့ Messi လိုကစားသမားမျိုးပေါ်ထွန်းလာပြီလို့ပြောရင်ခင်ဗျားလေးယုံနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ Manchester United ရဲ့ဒီလူငယ်ကစားသမားတွေကတော့ Messi လက်သစ်ဖြစ်လာမယ်လို့ထင်ကြေးပေးခံထားရပါတယ်ဟုတ်ပါတယ်အဲ့ဒီကစားသမားလေးကတော့ Manchester United ရဲ့ U18 မှာပါဝင်ကစားနေတဲ့အသက်15နှစ်အရွယ် JJ Gabriel ပဲဖြစ်ပါတယ် Gabriel ဟာလက်ရှိ U18 အသင်းမှာ6ပွဲကစားထားပြီးသွင်းဂိုး9ဂိုးထိသွင်းယူထားကအလန်းစားခြေစွမ်းပြနေသူဖြစ်ပါတယ်ပြမဲ့ကစားသမားတွေကိုလိန်ခေါက်ကြော်ဖြတ်နိုင်တဲ့နေရာမှာဘောလုံးနဲ့ခြေထောက်ကိုတိတ်နဲ့ကတ်ထားသလားလို့ထင်ရလောက်အောင်ကောင်းမှုသူဖြစ်ပါတယ်ကိုခန္ဓာရင်းတွေနဲ့ဘောလုံးကိုအနုပညာဆန်ဆန်ကစားတတ်တဲ့ပုံစံတွေကြောင့်ပဲ United ပရိသတ်များစုက Kit Messi လို့တင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်ဒီကစားသမားလေးကအခုဆိုရင် United ရဲ့ Senior အသင်းကြီးစီမှာပါဝင်ပူးပေါင်းနေပြီးလေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပါတယ် United နဲ့နှီးစပ်တဲ့သတင်းအရင်းမြစ်တွေအရမနေ့က Carrington မှာကစားသမား17ယောက်ချင်းကစားရတဲ့လေ့ကျင့်ရေးကိုပြုလုပ်ခဲ့ကြောင်းသိရပါတယ်အသက်15နှစ်သာရှိသေးပေမဲ့နီးပြအမိုရင်နေနဲ့ Senior အသင်းကြီးစီမှာအခွင့်အရေးတွေကိုပေးနေတာကြည့်ရင် Gabriel ကိုအသင်းရဲ့အနာဂတ်မှာဘယ်လောက်ထိမျှော်လင့်ထားသလဲဆိုတာတွေးကြည့်တာနဲ့သိနိုင်မှာဖြစ်ပါတယ်နီးပြအမိုရင်ကိုယ်တိုင်နဲ့တာဝန်ရှိသူတွေကအထူးတလဲချီးကျူးထားတဲ့ကစားသမားဖြစ်ပြီး Cristiano Ronaldo ကတော့ United ကိုပြန်လည်ရောက်ရှိလာတဲ့အချိန်ကဒီကစားသမားလေးကိုမြင်ပြီးအထင်ကြီးခဲ့တာတွေတောင်ဖြစ်ခဲ့ပူပါတယ်အဲ့ဒီအချိန်က Ronaldo ရဲ့သား Junior နဲ့တူ Academy မှာတွဲဖက်ကစားနေတာကြောင့်ရိပ်မိလာခဲ့တာဖြစ်ပြီးနောက်ပိုင်း Ronaldo အသင်းကနေထွက်ခွာဖို့ဖြစ်လာတဲ့အချိန်မှာသူ့လက်မှတ်ပါဝင်တဲ့ Jersey ကို Gabriel ထံပေးခဲ့ပါတယ်ဒီလိုအသင်းရဲ့ခေါင်းကြီးပိုင်းတွေရဲ့အတိမတ်ပြုမှုကိုခံရတဲ့ Gabriel ဟာနောက်လာမယ့်နှစ်တွင်းမှာ United နဲ့တူ Professional စာချုပ်ကိုချုပ်ဆိုပြီး Premier League စီကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်